ကျက်ပေါက်ရဲ့အစုရှယ်ယာအကျိုးမြတ်ခွဲဝေမှုသည်တင့်ထောင်းလိုင်းရဲ့စုစုပေါင်းလောင်ကျေးပေါ်မှာအခြေခံပါတယ်။ပေးရောက်ထွက်ပြီးပါကကုမ္ပဏီ၏စုစုပေါင်းအမြတ်နဲ့အကျိုးမြတ်ခွဲဝေမှုများကိုအေဂျင့်အစင်လိုက်တွက်ချက်ပေးမှာဖြစ်ပါတယ်။ကုမ္ပဏီ၏အစီရင်ခံစာကိုနမူနာဖြင့်တွက်ပြပေးမှာဖြစ်ပါတယ်။ပထမဦးစွာကုမ္ပဏီရဲ့စုစုပေါင်းလောင်ကျေးကိုတွက်ပါပြီးတော့ကုမ္ပဏီရဲ့ပေးချေမှုကိုနှုတ်လိုက်ပါ။ကျက်ပေါက်ရဲ့တနေ့တာစုစုပေါင်းအမြတ်ကိုရလာပါလိမ့်မယ်။ထို့နောက်ကျက်ပေါက်၏ပကံမှာတင်စုစုပေါင်းလောင်ကျေးကိုစစ်ဆေးပါ။အေဂျင့်ရဲ့အမြတ်ကိုဘယ်လိုတွက်မလဲတူညီသောအမျိုးအစားလိုက်စုစုပေါင်းလောင်ကျေးကိုနမူနာအဖြစ်ကြည့်ကြပါစို့ကုမ္ပဏီအမျိုးအစားလိုက်စုစုပေါင်းလောင်ကျေးကိုပိုင်းခြားထားတဲ့ကြားလက်နဲ့ကုမ္ပဏီရဲ့စုစုပေါင်းအမြတ်ကိုမြှောက်ပါအဖြေကိုနောက်ဆုံးမှာသက်ဆိုင်ရာအေဂျင့်ရှယ်ယာဖြစ်မြှောက်လိုက်မယ်ဆိုရင်အေဂျင့်ရဲ့စုစုပေါင်းအမြတ်ကိုတင်ရပါလိမ့်မယ်ဒါဆိုရင်တော့ကျက်ပေါက်ရှူအောင်ရဲ့အစီအစဉ်ကိုသိရပြီးဖြစ်ပါတယ်အေဂျင့်များသည်အသက်တင်အမြတ်ငွေတစ်လ330ရရှိကြပါတယ်ရှယ်ယာရှင်တွေကငွေရှာနေပြီဖြစ်လို့အခွင့်အရေးကိုစုပ်ကိုင်ပြီးတော့အခုပဲပေါဝင်လိုက်ပါအခွင့်အရေးဆိုတာတကယ်လှုပ်ဆောင်နိုင်တဲ့သူကိုပဲအခွင့်အရေးပေးတာဖြစ်လို့တင်ကနောက်ထပ်စောင့်ဝင်ခံတစ်ခုရဲ့သက်ဆောင်တူပဲဖြစ်ပါတယ်ကျွန်ုပ်တို့၏ကိုယ်စားလှယ်ဖြစ်ရင်စိတ်ဝင်စားပါကကျွန်ုပ်တို့၏ Master Agent Infinity ကိုယခုပဲဆက်သွယ်လိုက်ပါ